ရှင့်Together Free to Learn Channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အခုဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကကြတော့မြန်မာနိုင်ငံကနေပြီးတော့ဗောနော်ပတ်စံရတဲ့ TikTok account တစ်ခုကိုဘယ်လိုဖွင့်ရမလဲဒီ monetization ရှောက်လို့ရအောင်ဗောနော်ဘယ်လိုဖွင့်ရမလဲဆိုတဲ့အကြောင်းအရာကိုပြပြပေးသွားမှာပဲဖြစ်တယ်ဒီပတ်စံရတဲ့ TikTok account ဒီ monetization ရှောက်လို့ရတဲ့ TikTok account တစ်ခုရတယ်ဆိုတာကဒီနေရာလေးမှာလေဒီမှာ creativity program beta ဆိုပြီးတော့စာလေးပေါ့နော်အဲ့ဒါလေးကကြတော့ဒီ monetization ရှောက်လို့ရတဲ့ account တွေကြမှာဒီဟာလေးကပေါ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးစာလေးပေါ်အောင်လို့ဘယ်လို account ဖွင့်လို့ရမလဲဆိုတာလေးကိုဒီဗီဒီယိုလေးထဲမှာအစအဆုံးရှင်းပြပေးသွားမှာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုအဆုံးထိကိုကြည့်သွားကြနော်ဒါဆိုလို့ရှိရင်တင်က TikTok သုံးနေနဲ့ကိုပတ်စံဝင်အောင်လုပ်နိုင်တဲ့လူတရားဖြစ်သွားပြီပထမအဆုံးအနေနဲ့ဆိုလို့ရှိရင်အခုဒါ TikTok account တွေကိုဝင်ပြမယ်ပေါ့နော်အလုံးမှာတော့လေ TikTok account ဖွင့်ပြီးသားရရှိလိမ့်မယ်ကိုဘလောက်ပဲ follower များနေပါစေ like များနေပါစေပေါ့နော်ဒီမှာပြောထားတဲ့ creativity program beta ဆိုတဲ့ဒီစာလေးတာမပါခဲ့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ account ကလေလုံးဝကိုပတ်စံရမှာမဟုတ်ပါဘူးဘာလို့ကိုကပတ်စံမရနိုင်တာလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်တစ်ချက်ဝင်ပြကြည့်ပါမယ်ဒီအဆက်30လေးကိုဝင်ပြမယ်နော်အဆက်30ကိုဝင်ပြီးသားရင် setting and privacy ကိုဝင်ပြီးရင်တော့ကိုယ့်ရဲ့ account ဝင်လိုက်တယ်နော်ပြီးရင် account information ဒီမှာ account region နေရာမှာလေလုံးဝမြန်မာဘာမှဆိုပြီးတော့ဖြစ်နေရပေါ့နော်TikTok ကဆက်စဖွင့်ကြလေကိုကမြန်မာကိုရွေးခဲ့လို့လားဆိုတော့မဟုတ်ဘူး။ तू က auto စပြီးတော့ဖွင့်ခဲ့ပြီဆိုကြတဲ့က तू ကကိုယ့်ရဲ့ IP address ကိုစစ်ပြီးတော့ကိုယ်မှာရှိနေရလဲကိုစစ်ပြီးတော့ तू တခါတည်းကိုနိုင်ငံကိုတခါတည်းထည့်လိုက်တာပဲဖြစ်တယ်။အဲ့ဒါကြောင့် TikTok account monetization ပေးတဲ့နိုင်ငံတွေကိုအရင်သိရပါမယ်။အဲ့တော့ဒီ creativity program ကိုပေါ့နော်ခွင့်ပြုပေးထားတဲ့နိုင်ငံကကြာသူလောလောဆယ်9နိုင်ငံပဲရှိသေးရဲ့အဲ့ဒီ9နိုင်ငံကကြာတော့ဘာလဲဆိုလို့ရှိရင် United States American ပေါ့နော် Brazil France Germany Japan ပြီးရင်တောင်ကိုရီးယားဒီနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင် United Kingdom ပဲဖြစ်ပါတယ်အဲ့တော့ခုနကပြောသွားတဲ့9နိုင်ငံတွေကတနိုင်ငံမှာနေတဲ့လူကိုပဲသူက TikTok monetization ပေးမယ်ပေါ့နော်အဲ့တော့ကိုကဒီနိုင်ငံမှာနေတဲ့လူတွေကတယောက်ဖြစ်ဖို့အတွက်ဒီ region ကိုပြောင်းဖို့လိုတယ်ဒီဥဆုံးအနေနဲ့ကို TikTok account ဖွင့်ထားရဲဆိုလို့ရှိရင် clear data လုပ်လိုက်ပေါ့နော်အခုဆိုလို့ရှိရင် uninstall လုပ်လိုက်ပါအဲ့တော့ဒီမှာတစ်ခါတည်းရှင်းအောင်လို့နော် TikTok ကို uninstall ပဲလုပ်လိုက်ပါမယ်နော်ဒီမှာ uninstall လုပ်လိုက်ပြီ uninstall လုပ်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုပြန်ပြီးတော့ download ဆွဲကြမယ်ဒီမှာရှိနေတဲ့ Play Store ထဲကိုဝင်ပြီးတော့ဆွဲကြပါမယ် Play Store ထဲကိုဝင်လိုက်ပါပြီးရင်ဒီအပေါ်မှာရှိတဲ့ search bar မှာ TikTok လို့ရိုက်ရှာလိုက်ပါနော်ပြီးတော့ဒီမှာမြင်နေရတဲ့ TikTok ဆိုတာကိုနှိပ်လိုက်ပါပြီးတော့ install လုပ်လိုက်ပါနော်အဲဒီမှာ TikTok ကကြတော့ 100% ဖြစ်သွားပြီเนาะ installing လုပ်နေပါပြီ TikTok account ကို download ဆွဲပြီးဖြစ်တယ်ဆိုလို့ရှိရင် TikTok account ကိုတက်ပြီးတော့ဖွင့်လို့မရသေးပါဘူး VPN တို့ဘာလို့ကြော်ရတာရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ခုနကတော့ပြောသွားတဲ့နိုင်ငံ9နိုင်ငံတွေကကိုကဘယ်နိုင်ငံရဲ့ location ကိုထားပြီးတော့ဖွင့်မှာလဲအခုဒီမှာဆိုလို့ရှိရင်တော့လေလွယ်လွယ်ကူကူကိုယ့်ရဲ့အသည့်တွေဘာတွေအကုန်လုံးကလည်းဒီဂျပန်မှာရှိရဆိုတော့လေအဲ့တော့ဒီဂျပန်နိုင်ငံကိုထားပြီးတော့ဖွင့်လိုက်မယ်နော်အဲ့တော့ဒီမှာပြန်ထွက်လိုက်ပါဟိုကပေါ့နော်တကယ်လို့ premium VPN သုံးနေဆိုလို့ရှိရင်တော့ဘာမှထွေထူးပြောစရာမလိုတော့ပါဘူးနိုင်ငံတော်များကိုချိန်လို့ရတယ်ပြီးရင် safe ဖြစ်တယ်ပေါ့နော်ဟိုကတကယ်လို့ပေါ့နော် free VPN သုံးတဲ့လူဆိုလို့ရှိရင်လည်းဒီ Play Store မှာရိုက်ရှာလိုက်ပါနော် United States ဆိုလို့ရှိရင်လည်း United States VPN အစားရှိသဖြင့်ပေါ့နော်အဲ့တော့ဒီဂျပန် VPN ထဲမှာဆိုလို့ရှိရင်လေဒီ VPN လေးကအရန်ကိုသုံးကောင်းတယ် line လည်းအရန်ကောင်းပါတယ်เนาะအဲ့တော့ဒီဟာလေးကို recommend ပေးချင်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ Play Store ကိုဝင်ပြီးရင်ဂျပန် VPN ဆိုပြီးတော့ရိုက်ရှာလိုက်เนาะဂျပန် VPN ဆိုပြီးတော့ရိုက်ရှာလိုက်ပါရိုက်ရှာပြီးတော့လို့ရှိရင်တော့နည်းနည်းဟိုအောက်ဆုံးလေးကိုဆွဲရတယ်ဆွဲအဲဒီမှာတွေ့ပြီပေါ့เนาะကျန်တဲ့ဟာတွေကလေနည်းနည်းလေးပို့ပြီးတော့မပြေဘူးပေါ့နော်အခုဒီမှာသုံးကြည့်တလောက်တော့ဒီ VPN လေးကတော့တော်တော်ကြီးကိုအဆင်ပြေအဲ့ဒါလေးနဲ့တစ်ချက်စမ်းသုံးကြည့်ကြနော်ကိုယ့်ရဲ့ဒီ device နဲ့ကိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးအဲ့တော့ပထမအဆုံးအနေနဲ့ဒီ VPN ဂျပန်လေးကို download ဆွဲလိုက်ပေါ့နော်ဆွဲပြီးသားပြီဆိုလို့ရှိရင်ဒါလေးကိုဖွင့်လိုက်ပါမယ်ဆွဲတာတော့မပြတော့ဘူးเนาะဒါဆွဲပြီးသားပြီဆိုတော့ပြီးရင်ဒီမှာရှိတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပေါ့နော် connecting လုပ်လိုက်မယ်နော်connected ဖြစ်သွားပါပြီ connected ဖြစ်သွားပြီဆိုလို့ရှိရင်ပြန်ထွက်လိုက်ပြီးရင်ဒီ Play Store ထဲကိုပဲထပ်ဝင်ပေါ့နော်နောက်ထပ်တစ်ခု download ဆွဲဖို့ကြံသေးတယ်။သူကတော့ Outlook application ပဲဖြစ်တယ်ပေါ့နော်။ Outlook လို့ရိုက်ရှာလိုက်မယ်နော်။ဒီမှာထွက်လာပြီ။
Microsoft Outlook ကိုယ့်ရဲ့အကောင့်နံပါတ်မရှိဆိုလို့ရှိရင်ဒီ Microsoft Outlook ကလေးကိုဆွဲပြီးနော်ဒီဖုန်းမှာကြတော့လေ Auto Microsoft Outlook ကပါပြီးသားမလို့အထွေထူးဆွဲစရာမလိုတော့ဘူးเนาะ။နောက် VPN လည်းချိန်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီ Microsoft Outlook ကိုဝင်ကြည့်ကြမယ်เนาะ။ဒီ Microsoft Outlook ဆိုတာကလေ Gmail နဲ့တူတူပါပဲเนาะ။ Gmail ကကြတော့သူက Google ကုမ္ပဏီကထုတ်ထားတာဖြစ်ပြီးတော့ဒီ Outlook ကကြတော့ Microsoft ကုမ္ပဏီကထုတ်ထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့သူရဲ့လှုပ်ဆောင်ပုံအကြတော့တူတူပဲပေါ့เนาะ။ဘာလို့ Gmail ကိုမသုံးလဲဆိုလို့ရှိရင် Gmail မှာကျတော့ဖုန်းနံပါတ်တွေပါထည့်ရတယ်လေဒီ Microsoft Outlook မှာကျတော့ထည့်စရာမလိုဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ Microsoft Outlook ကိုသုံးခြင်းပဲဖြစ်ပါတယ်အကောင့်သစ်ဖွင့်မှာမို့လို့ create new account ဆိုတာလေးကိုနှိပ်လိုက်ပါဝိုင်းလေးစလဲပေါ့နော်ဒါကလေဒီဖြစ်တင်တာထပ်ပို့ပြီးတော့ကြာနေရဆိုလို့ရှိရင်တချို့ Microsoft Outlook တွေကကျတော့ရှိပြီးသားပေါ့နော်ဒါပေမဲ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် Play Store ကိုသွားကြည့်လိုက်မယ်ဆို Microsoft Outlook ကို update လုပ်ဖို့ပြနေပါတယ်နော်ပြနေရဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ update ကိုလုပ်ပေးလိုက်ပါเนาะသူက update ဖြစ်နေဖို့လိုပါတယ်ဒီမှာတော့ update ရသွားပြီဆိုလို့ရှိရင် open လုပ်လိုက်ပါလုပ်လိုက်ပြီဆိုရင်ခုနကပြောတဲ့ create new account ကိုထပ်ပြီးတော့နှိပ်လိုက်เนาะ Gmail ကကြတော့ဒီနေရာမှာ @gmail.com လို့ပေါ်တယ်အခု Outlook ကကြတော့ @outlook.com ပေါ့เนาะဒါကြတော့ဒီဗမာအသုံးများဆိုဒီ Thai တို့ဘာလို့မှာဆိုလို့ရှိရင်အရင်အသုံးများရပါတော့ဒီ Outlook သုံးတတ်ရမယ်တို့ဘာလို့ဆိုတော့ဒီ job description တွေခေါ်တဲ့အခါမှာလေMicrosoft Outlook ကငါမသုံးတတ်ဘူးဆိုအဲ့လိုမျိုးဖြစ်သွားတယ်တကယ်တော့Gmail နဲ့တူတူပါပဲကိုကတိထားအဆင်ပြေရပေါ့နော်အဲ့တော့ဒီမှာသူက new email ကိုထည့်ပါတဲ့အဲ့တော့ကိုကြိုက်တဲ့နာမည်ထည့်လိုက်ပါဒီမှာ email အနေနဲ့ဆိုလို့ရှိရင် soundwiki လို့ထည့်လိုက်မယ်ပေါ့နော်ပြီးရင် next နှိပ်လိုက်မယ်ဟုတ်ပြီဒီပုံမှာပေါ်နေနော် soundwiki@outlook.com အဲ့ဒါကိုက password ပေးကြမယ်နော် password ပေးပါတဲ့အဲ့တော့ password ရိုက်ထည့်လိုက်ပါလောလောဆယ် password အနေနဲ့ဟာလေမှတ်ရလွယ်အောင်လို့1 2 3 4 5 6 9 8ဒါရှစ်လုံးကိုပေးလိုက်မယ်ပေါ့နော်အဲ့တော့ show password ပြလိုက်မယ်နော် password လေးထားပြီးသွားပြီဆိုလို့ရှိရင် next ကိုဆက်နေလိုက်ပါအဲ့တော့ပြောရပါတော့ password ကရလားမရလားဒီ password ထဲမှာဆိုလို့ရှိရင်တဲ့အဓိကအားဖြင့်ရှစ်လုံးကတော့ရှိရမယ်ပေါ့နော်ပြီးရင်သူကအနည်းဆုံးအနေနဲ့ဆိုလို့ရှိရင်စလုံးအကြီးတစ်လုံးပါရမယ်ပြီးရင်စလုံးအသေးတစ်လုံးပါပါမယ်တဲ့အဲ့လိုမျိုးပြောရပါတော့အဲ့တော့1 2 3 4 5 6 8ကိုစောင်းလို့ထည့်လိုက်မယ်ပေါ့နော်စလုံးအကြီးရောဒီမှာဆိုလို့ရှိရင်ဒီ S ကိုလေအကြီးနဲ့ရေးလိုက်ရရနော်ပြီးရင်နောက်ကအသေးလေးတွေကဲရပြီလားဆိုတော့တစ်ချက်သွားကြည့်ကြမယ်ပြီးရင် next ကိုနှိပ်လိုက်ပါရသွားပြီနော်သူကကိုယ် name ပေးခိုင်းတယ် first name last name ဆိုပြီးတော့ပေးခိုင်းတယ်ပေါ့နော်ဒါကြတော့ first name ပေးလိုက်ဝေးရီလို့ပေးလိုက်မယ်နော်ဒီနာမည်လေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ next ကိုနှိပ်လိုက်နော်ဒီမှာဆိုလို့ရှိရင်ဒါအရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီပေါ့နော်ဒီမှာသူက country region ဆိုလို့ရှိရင်ဒီ Outlook မှာကိုထားချင်တဲ့နိုင်ငံတစ်ခုကိုသူထားပေးရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် United States ပေါ်နေရပေါ့နော်ကိုကဒီပေါ့နော် TikTok အကောင့်ကိုဘာနဲ့ရှောက်ချင်တာလဲရှောက်ချင်တဲ့နိုင်ငံကိုရွေးပေးရမယ်ပေါ့နော်အဲ့တော့ဒီမှာကိုကဂျပန်နဲ့လေဒီမှာရှောက်မယ်လို့ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ဂျပန်ကိုရွေးပေးလိုက်မယ်နော်အဲ့လို့ရှိရင်နောက်တစ်ခုအနေနဲ့အရေးကြီးတာကကြတော့မွေးနေ့မွေးလမွေးရက်ကိုထည့်တဲ့အခါမှာ तू ကဒီ TikTok ကနေပေါ့နော်ဝင်ရဖို့ဆိုလို့ရှိရင်အနည်းဆုံးအသက်18နှစ်ကျော်မှဖြစ်မယ်အဲ့တော့ကိုကတကယ်လို့အသက်18နှစ်အောက်ကိုရောက်နေရဲဆိုလို့ရှိရင်အသက်18နှစ်အထက်မွေးနေ့ကိုထည့်ပေးဖို့အတွက်အကြံပေးခြင်းတယ်ပေါ့နော်မွေးလမွေးရက်တွေကိုလည်းထည့်ပြီးပြီဆိုလို့ရှိရင်เนาะဒီမှာရှိနေတဲ့ next ကိုတစ်ချက်နှိပ်ပေးလိုက်ပါတော့သူကဒီမှာ robot မဟုတ်ဘူးဆိုတာကိုဖြေရှင်းခိုင်းနေပေါ့နော် robot မဟုတ်ဘူးဆိုတာဖြေရှင်းဖို့အတွက်ဒီမှာရှိရဲ့ next ကိုနှိပ်လိုက်ပါဒီမှာပြနေတဲ့လက်ချောင်းလေးရှိတဲ့ direction ကိုဒီဟာလေးကိုသူကပြောင်းလှည့်ပေးရမှာအဲ့တော့ direction ကသူကပြနေဒီလိုလေးပြနေရမလားအဲ့တော့ပြနေတာဖြစ်တဲ့အတွက်ဒါလေးကိုလှည့်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒါမှန်သွားပြီเนาะသူ့ရဲ့ direction ကမှန်သွားပြီပဲဖြစ်တယ်ကဲအဲ့ဒါလေးမှန်သွားပြီဆိုလို့ရှိရင်เนาะ submit လုပ်လိုက်ပါကဲ verification complete ဆိုပြီးတော့ပေါ်လာပြီပေါ့နော်ကဲမင်းက human ဖြစ်သွားပြီဆိုတာအတည်ပြုလိုက်ပါပြီကဲပြီးရင်အဲ့ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးသွားရင်တော့သူကဒီမှာအကုန်လုံးပေါ်လာရပေါ့နော်ဒီမှာရှိနေတဲ့ okay ကိုနှိပ်ပေးလိုက်ပါကဲ would you like to add other account နောက်ထပ် account တစ်ခုထပ်ဖွင့်အောင်မလားတဲ့ကိုကမဖွင့်သေးဘူးလေဟုတ်တယ်မလားမဖွင့်သေးဘူးဆိုတော့ဒီမှာရှိနေတဲ့ maybe later ကိုနှိပ်လိုက်နော်
ပြီးရင် next ကိုနှိပ်လိုက်ပါပြောတာတွေကိုလက်ခံတယ်ပေါ့နော်အဆက်ကိုနှိပ်လိုက်ပါပြီးရင်ဒီအောက်မှာရှိနေတဲ့ continue တို့အောက်လို့ကိုဆက်ပြီးတော့နှိပ်လိုက်ပါကဲဒီလိုပုံစံလေးပေါ်လာပြီပဲဖြစ်တယ်နော်ဒါဆိုရင်တော့ရသွားပြီပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာ inbox တွေဘာတွေပေါ်နေရတစ်ချက်ဝင်ပြမယ်နော်အဲ့ထဲကိုကဲဒီမှာတွေ့လား Gmail မှာပေါ်တဲ့အတိုင်းပဲနော် inbox dress archie send ဒီမှာအကုန်လုံးကGmail မှာပေါ်တဲ့ပုံစံအတိုင်းပါပဲကိုကတကယ်လို့စာတွေဘာတွေပို့မယ်ဆိုလို့ရှိရင်တော့ဒီမှာရှိနေရလေ new email ကနေပြီးတော့အကုန်လုံး mail တွေပို့လို့ရပြီနော်ဒါ Gmail နဲ့တပုံစံနဲ့ပါအောက်လို့အကောင့်လေးရသွားပြီဆိုတော့ TikTok အကောင့်ကိုသွားပြီးတော့ဖွင့်ကြမယ်နော်အဲ့တော့လေခုနကတော့ပြောပြထားတဲ့ဒီ VPN ချိတ်ပြီးသားမချိတ်ပြီးလားဆိုတာတစ်ချက်သွားစစ်နော် VPN ချိတ်ပြီးသားဖြစ်ရမယ်ပြီးရင်ချိတ်ပြီးသားဖြစ်ပြီးစစ်ပြီးသားရေဆိုလို့ရှိရင် TikTok အကောင့်ဝင်လိုက်ပါမယ်နော် Reason continue နှိပ်လိုက်ပါပြီးရင်ကိုကဘာလို့စိတ်ဝင်စားတာလဲဒီမှာရွေးလိုက်နော်ရွေးပြီးသားရင် next ကိုနှိပ်လိုက်ပါ skip လုပ်လိုက်လည်းရရယ်နော်ပြီးရင် start watching လို့ဟုတ်ပြီဒါအကောင့်မဖွင့်လဲပေါ်နေတာဖြစ်တယ်ကိုကတကယ်လို့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ဒီမှာရှိနေတဲ့ profile ကိုသွားလိုက်ပါအဲ့တော့ကိုကအကောင့်သစ်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်ဒီအောက်မှာရှိနေတဲ့ sign up ကိုနှိပ်လိုက်ပါ use phone or email ကိုက email နဲ့ဖွင့်မှာလေဟုတ်တယ်မလားခုနကတော့ outlook နဲ့ဖွင့်မှာဆိုတော့ use phone or email ကိုရွေးလိုက်နော်ကဲဒီမှာရှိနေတဲ့ဖုန်းနံပါတ်ကိုသွားမှာမဟုတ်ဘူးနော်ကိုက email မှာဖြစ်တဲ့အတွက်ကြောင့် email ကိုရွေးလိုက်ပါဘာနဲ့ဖွင့်မှာလဲ foutlook.com foutlook.com ရဲ့ရှေ့မှာကိုကရေးမယ်နော်ဖြည့်ပြီးသားပြီဆိုလို့ရှိရင်အောက်မှာရှိတဲ့ continue ကိုဆက်ပြီးတော့နှိပ်လိုက်ပါ password ကဒီမှာရှိနေတဲ့ special character တစ်ခုကိုပါမှာဖြစ်တဲ့အတွက်ကြောင့်ဒီ f ဆိုတာလေးကိုအရင်ဆုံးသုံးလိုက်မယ်ဟုတ်ပြီ special character လည်းပါသွားပြီဆိုလို့ရှိရင်ဒီမှာသူကအမှန်ချလေးပြသွားပြီနော်ပြီးရင်ခုနကလေးမေ့သွားမှာဖြစ်တဲ့အတွက်ကြောင့်ခုနကအောက်လို့ဖွင့်ခဲ့တဲ့ဒီ password ကိုပဲရိုက်ထည့်လိုက်မယ်နော်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ character ရှစ်လုံးရှိရမယ်ပြီးရင်ဒီ letter တွေပါမယ်ကဏ္ဍတွေပါရမယ်ပေါ့နော်အဲ့ဒါကြီးပါပြီးအကုန်လုံးစိမ့်သွားပြီဆိုလို့ရှိရင် next ကိုနှိပ်လိုက်ပါဒီဗတ်သေးဖွင့်တဲ့နေရာအရင်အရေးကြီးပါတယ်နော်ပြောသားသလိုပဲ TikTok ကအသက်16နှစ်ကျော်ကန်မှသာပဲသူကခုနက creativity program အတွက်ကိုသူကဒီ creator လုပ်လို့ရတာပေါ့နော်ဒါကြောင့်မို့လို့အသက်16နှစ်ကျော်အောင်ထည့်ပေးပါထည့်ပြီးသားပြီဆိုလို့ရှိရင်တော့ next ကိုဆက်နှိပ်လိုက်ပါဟုတ်ပြီပြီးသားရင်တော့ parcel ဖြည့်ဖို့အတွက်ဒါလေးကိုတက်တက်လေးဆွဲလိုက်နော်ဒါဆိုရင်ရသွားပြီနော် next ဆက်နှိပ်လိုက်နော်ပြီးရင်ကိုပေးချင်တဲ့နာမည်လေးတစ်ခုလောက်ပေးပါတဲ့ပေးပြီးသားလို့ရှိရင်နောက်ပိုင်းကျရင်တော့ပြန်ချိန်လို့တော့ရပါတယ်တဲ့အဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့တော့နင်းတစ်ခုကိုပေးလိုက်ပါမယ်ပြီးရင်အောက်မှာရှိနေတဲ့ confirm ကိုနှိပ်လိုက်ပါမယ်ကြည့်ရသွားပြီနော် TikTok ကအဆက်လုံးမှာလား contact တွေအဆက်လုံးမှာလားဆိုရင် alarm လို့ profile ကိုနှိပ်လိုက်ပါလိုက်ပြီးသွားရင်ဒီညာဘက်ထောင်းလေးကမြင်းချောင်း၃ချောင်းလေးကိုဝင် setting က privacy ကိုထပ်ပြီးတော့ဝင်ပါနော်ပြီးရင် account ဆိုတာကိုထပ်ဝင် account information ကိုထပ်ဝင်ပါနော်ကဲခုဒီမှာဆိုလို့ရှိရင် account region နေနဲ့ဂျပန်ဆိုပြီးတော့ပေါ်သွားပြီပဲဖြစ်တယ်နော်အဲ့ဒါဆိုလို့ရှိရင် monetization ရှောက်လို့ရပါပြီ creativity program beta ပေါ်ပြီလားဆိုတာကိုသွားကြည့်ကြမယ်နော် profile ရဲ့ညာဘက်အပေါ်ဆုံးထောင်းကဒီ menu လေးကိုနှိပ်လိုက်နော်ပြီးရင် creator 2ကိုနှိပ်လိုက်ပါဒီမှာဒီနေရာလေးမှာ creativity program beta ဆိုပြီးတော့ပေါ်လာပြီပဲဖြစ်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်တော့သင်ကပတ်စံရတဲ့ TikTok account တစ်ခုကိုအောင်မြင်ဖွင့်လိုက်နိုင်ပြီပဲဖြစ်ပါတယ်နော်ဟုတ်ပြီအခုဆက်လက်ပြီးတော့ဗောနော်ဒါပတ်စံပေးရတဲ့အကောင့် monetization ရတဲ့အကောင့်ဖွင့်ပြီးသွားလို့ရှိရင်ဘာစီကံချက်တွေလိုအောင်မလဲဗောနော်အဲ့ဒါကိုဆက်လက်ပြီးတော့ပြပြပေးသွားမယ် creativity program beta ဆိုတဲ့အကောင့်ဒီဟာလေးပါရဟာဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဗီဒီယိုတွေတင်ပေးရမယ်ပြီးတော့လို့ရှိရင်ကို့မှာကဒီရက်ပေါင်း30အတွင်းမှာဗောနော်အနည်းဆုံးအဖြစ်က follower 1000ရှိရမယ်ပြီးရင်တော့ကိုယ့်ရဲ့ဗီဒီယိုတွေမှာဗောနော် view အနေနဲ့ဆိုလို့ရှိရင်စုစုပေါင်း3သိန်းရှိရပါမယ်အဲ့တော့ပြီးရင်နောက်ထပ်အရှိမပြောသားတဲ့အတိုင်းပဲအသက်က16နှစ်ကျော်ရမယ်ပေါ့နော်ဒီအချက်လက်တွေပြည့်စုံပြီဆိုလို့ရှိရင်တော့တင်စပြီးတော့ဒီ monetization စရပြီပဲဖြစ်ပါတယ်
ကဲဒါဆိုလို့ရှိရင်တော့ဗောနော်ဒီဘယ်လိုမျိုးဖွင့်ရမယ်ဆိုတာလေးကိုသိသွားပြီလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ထပ်ပြီးတော့သိချင်တာလေးတွေမရှင်းလင်းတာလေးရရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment အောက်ကနေပြီးတော့မှန်သွားပြီနော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်